ဒီနေ့မှာတော့တစ်ခါရောက်သွားတာနဲ့နက်ဖီကိုအရောက်ပို့ပေးနိုင်တဲ့အန်ဒီရဲ့များတဲ့နေရာ၅ခုကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဗျာနံပါတ်1အနေနဲ့ကတော့တိတ်ဆိတ်ဆုံးလို့ခေါ်ပါတယ်ဗျဒီနေရာမက္ကဆီကိုနိုင်ငံရှီဝါဝါပြည်နယ်မှာရှိတာပါအိမ်မှာအမေဆဲအဖေစုလို့နိုင်ပိုင်းနေခြင်းတဲ့ညိုကီတွေအတွက်သတင်းကောင်းလေးပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဇုံတော်ဆိုင်တဲ့နေရာရေဒီယို TV ဖုန်းလိုင်းတွေတခုမှလုံးလုံးတဲ့နေရာဖြစ်နေရကြောင်းပါအန်ဩစရာကောင်းတာကအဲ့ဒီဒေသမှာတန်လိုက်အိမ်မြောင်တွေလည်းဥတီယာမှားယွင်းနေတတ်ပါတယ်ဗျဒီလိုလှုပ်ဝက်ဆန်းကျဲတဲ့ဖြစ်ရပ်တွေကြောင့်ဥက္ကာပြန်တွေမကြာခဏကြားရောက်တာတွေထူးဆန်းတဲ့တရားတွေတွေ့ရတာနဲ့ UFO တွေမြင်တွေ့ရတယ်ဆိုတဲ့ကောလာဟာရတွေလည်းထွက်ပေါ်နေပါတယ်ဗျာဒီနေရာရဲ့အန်ဒရယ်ကတော့ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကိုအတိအကျမသိရတာကြောင့်မို့ဘယ်ချိန်မှဘလို့ထူးဆန်းတဲ့အန်ဒရယ်တွေနဲ့ရင်ဆိုင်ရမယ်ဆိုတာခံမှန်းရခက်ခဲတာပဲဖြစ်ပါတယ်ဗျာနံပါတ်2ကတော့မွေကျွန်းဖြစ်ပါတယ်ဘရာဇီးနိုင်ငံရဲ့ကမ်းရိုးတန်းနီးမှာတည်ရှိတဲ့လူသူရောက်ပေါက်နဲပါတဲ့မွေကျွန်းပဲဖြစ်ပါတယ်ဗျာဒီကျွန်းလေးဟာတာမန်ကြည့်ရင်တောတောင်ထူထပ်ပြီးလှပပေမဲ့တကယ်အန်ဒရယ်ကတော့မွေတွေပြည့်နေပါဒီကျွန်းဟာကမ္ဘာပေါ်မှာအစိတ်ပြင်းဆုံးမွေမျိုးစိတ်တွေထဲကတစ်ခုဖြစ်တဲ့ရွှေလံငေါမွေတွေတန်းနဲ့ရှိပြီးပေါက်ဖွားရနေရတစ်ခုဖြစ်ပါတယ်ဗျာခံမှန်းခြေအပြင်တစ်စတူယန်မီတာမှာမွေ9000လောက်ထိရှိတတ်တယ်လို့ဆိုကြပါတယ်ဗျာဒီမွေတွေရဲ့အစိတ်ဟာလူတယောက်ကိုတနာရီတွင်ကိစ္စ30နိုင်လောက်တဲ့အထိပြင်းထန်တာကြောင့်မို့လို့ဘရာဇီးဆိုရကဒီကျွန်းကိုလူတွေသွားလာခွင့်ပိတ်ပင်ထားပါတယ်ခင်ဗျဒါကြောင့်မို့အော်မီတို့ရေးစားဟောင်းရဲ့မင်္ဂလာပွဲမှာအဲ့ဒီကျွန်းကိုတရက်တာဟန်နီမွန်ခီးအတွက်အခုပဲစီစဉ်ပေးလိုက်ပါဗျYeah boy နံပါတ်3တေမင်းဂျိုင်ဝမ်ဒီနေရာအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့နာမည်နဲ့လိုက်အောင်ကြောက်မဲ့ဖွယ်ကောင်းတဲ့တေမင်းဂျိုင်ဝမ်ပဲဖြစ်ပါတယ်ဗျာဒီဂျိုင်ဝမ်ဟာကမ္ဘာပေါ်မှာအပူချိန်အမြင့်ဆုံးစံချိန်တင်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဗျာတေမင်းဂျိုင်ဝမ်ရဲ့အဓိကအန္တရာယ်ကတော့မွန်းချက်ပူပြင်းတဲ့ရာသီဥတုပဲဖြစ်ပါတယ်ဗျာနွေရာသီမှာဆိုရင်အပူချိန်ဟာပုံမှန်အားဖြင့်50ဒီဂရီစင်တီဂရိတ်အထက်ရှိပါတယ်ဗျဒါအပြင်ဂျိုင်ဝမ်ရဲ့ကျယ်ပြောလာတဲ့သဲကန္နာရအထဲမှာလမ်းပြောက်သွားနိုင်တဲ့အန္တရာယ်လည်းအမြဲတမ်းရှိနေပါတယ်ဗျာနံပါတ်4အနေနဲ့ကတော့ဒါနာကွယ်ဂျိုင်ဝမ်ဒီနေရာကတော့အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ဒါနာကွယ်ဂျိုင်ဝမ်ပဲဖြစ်ပါတယ်ဗျာအလွန်ပူပြင်းတဲ့ရာသီဥတုအပြင်အက်ဆစ်ပါဝင်မှုမြင့်မားတဲ့ရေကန်တွေရောင်စုံစားခွင်းတွေအဆိပ်ရှိတဲ့ဓာတ်ငွေတွေထွက်ရှိနေတဲ့မီးတောင်ငယ်လေးတွေနဲ့ပြည့်နေပါတယ်ဗျာဒါအပြင်ဒီဒေတာဟာငလင်လဲမကြာခဏလှုပ်တက်ပါတယ်ဗျဒီနေရာကိုညိုကီတို့မသွားခင်ဖိစာတချမ်းကြိုရိုက်ထားရမှာဖြစ်ပါတယ်ဗျာနံပါတ်5နေရာမှာရှိတာကတော့တွေးရည်တကုံဖြစ်ပါတယ်ဒီနေရာအနာတိကတိုက်မှာတည်ရှိတဲ့ထူးထူးခြားခြားတွေးရည်တကုံပဲဖြစ်ပါတယ်ဗျာရေခဲပြင်တစ်ခုရဲ့အစွန်ဖျားကနေတန်ကြီးအောင်တွေထနေတဲ့ဒီရေတကုံဟာအမြင်မာတင်ထိတ်လန့်စရာကောင်းပါတယ်ဗျဒီရောင်ကဘာလို့ဖြစ်လာတာလဲဆိုတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကလေးကရှိနေတဲ့အနုဇီဝပိုးမွှားတွေနဲ့တန်သက်တွေဓာတ်ပြုမှုကြောင့်ဖြစ်ပေါ်လာတာလို့သိပ္ပံပညာရှင်တွေကယူဆကြပါတယ်ဗျအဲ့ဒီရေတွေဟာအရန်ငံတဲ့အပြင်အောက်ဆီဂျင်လည်းမရှိပါဘူးဗျဒီရေတကုံကအနာတိကတိုက်မှာအရန်ဝေးပြီးခေါင်တာကြောင့်တွားရောက်လေးလာဖို့ဆိုတာအင်မတန်ခက်ခဲတယ်လို့အန်ဒီရယ်လည်းများလာပါတယ်ဗျမမျော်လင့်မဲ့ရာသီဥတုဆိုးဝါးတာလမ်းပြောက်တာနဲ့အခြားသောသဘာဝဘေးရန်တွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်တန်ကြီးအောင်ရေတခုံကြီးရဲ့အလှပတွေကြောင့်မို့ညိုကီတို့ဘဝမှာတစ်ချိန်တစ်ခါလောက်တငယ်ချင်းတွေနဲ့အတူတူစွန့်စားပြီးသွားလဲတင်ပါတယ်ဗျာကြည့်ရှုအားပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ